မကွေးတိုင်းနတ်မောင်မြို့နယ်နွားဘူးကွဲအုပ်စုတရချောင်းကြီးရွာငယ်အနီးမှာတည်ရှိပြီးနတ်မောင်မြို့နယ်ပျော်ပွဲမြို့သွားကားလမ်းမှာတမိုင်ခန့်အကွာမှာတည်ရှိပါတယ်။ရွှေနဲ့ကေတောင်ကိုရခင်ကဒေါ်ချုပ်လဲနဲ့နီးတဲ့အတွက်ဒေါ်ချုပ်တောင်လို့ခေါ်ကြတယ်လို့တစ်ပင်မရှိပဲတောင်ကရုံးဖြစ်ခါမြေစီလွှာဖြူနေတဲ့အတွက်မြေဖြူတောင်လို့လည်းအမျိုးမျိုးခေါ်ဆိုခဲ့ကြကတောင်ရဲ့အမြင့်မှာ215ပေသာမြင့်ပါတယ်။ရွှေနဲ့ကေတောင်ဖြစ်လာခဲ့တာကတော့ဆရာတော်အရှင်ဝိမလဗုဒ္ဓဟာအင်ဂျီ80ခန့်သာရှိတဲ့ရွာသိမ်းရွာငယ်တရချောင်းရွာလေးမှာလာရောက်သတင်း300ကစားပါတယ်။ဒီရွာငယ်လေးကအပူပိုင်းဒေသရေရှားပါရာအရက်လေးဖြစ်ပြီးရွာသူရွာသားများဟာဝမ်းစာခက်ခဲစွာရှာဖွေစားတောက်ကြရလို့ရွာရဲ့ကိုးကွယ်ရာကျောင်းငယ်လေးကိုလည်းပြည့်ပြည့်စုံစုံမလူရမ်းနိုင်ကြပါဘူး။ရှာရှာပပရောက်လာတဲ့တန်ဃာတစ်ပါးစီလောက်ကလည်းတစ်နှစ်တစ်ဝါလောက်သာလာရောက်သတင်းသုံးနိုင်ပြီးကျောင်းကိုစွန့်ခွာသွားလေရှိကြပါတယ်။1318ခုနှစ်မှ1351ခုနှစ်အထိ33နှစ်တာကာလအတွင်းရွာသူရွာသားများခမညာကိုးကွယ်စရာတန်ဃာတော်ရှားပါစွာကိုးကွယ်ခဲ့ကြရပါတယ်။ထန်းတပင်မြို့မြရတနာကျောင်းမှာဆရာတော်ဦးစံနိမကအနှစ်30လုံးကိုးကွယ်စရာကျောင်းတိုင်းမရှိတဲ့ရွာငယ်လေးမှာသတင်းသုံးပေးရန်တောင်းဆိုမှုကြောင့်ဆရာတော်အရှင်ဝိမလဗုဒ္ဓဟာမြန်မာတက္ကရာ1352ခုနှစ်မှာဒီအရက်ကိုကြွရောက်သတင်းသုံးခဲ့ပါတယ်။ဆရာတော်ကတောမီတရားအထုတ်လို့သူဖြစ်တာကြောင့်တခါတရံတောထွက်တဲ့အခါရွာသူရွာသားများဟာရခင်ကတန်ဃာများလိုကျောင်းကိုစွန့်ခွာသွားမှဆိုတာကြောင့်ဆရာတော်ရှိရာအရက်ကိုရှာဖွေကငိုယိုပြီးကျောင်းကိုပြန်လာခဲ့ရန်တောင်းပန်ခဲ့ကြတယ်လို့သိရပါတယ်။ဒါကတော့ရွှေနဲ့ကေတောင်မှာဆရာတော်ရဲ့သာသနာပြုခြင်းအစကိုအကျဉ်းချုပ်တင်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်။ဒေါ်ချုပ်တောင်သို့မဟုတ်မြေဖြူတောင်ကနေရွှေနဲ့ကေတောင်အမည်ဖြစ်လာခဲ့တာကတော့ဆရာတော်ဟာသာသနာပြုလုပ်ငန်းများစတင်ရန်ကြံစီတဲ့အခါမူလအမည်ကိုသဘောမတွေ့တော့ပဲတောင်တော်ကိုအမိပေးရန်တွေးတောကြံစီနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနွားကျောင်းသားတစ်ယောက်ကနက်ကေတောင်လို့အော်ဟစ်ပြီးတောင်မော်သွတ်တက်လာတာကိုဆရာတော်သတိပြုမိကနက်တေဝါများကနွားကျောင်းသားလေးရဲ့နှုတ်ကိုစီးကအမိပေးခိုင်းသလားထင်ရပါတယ်။သို့တော်လည်းဆရာတော်ဟာနက်ကေတောင်ဆိုတဲ့အမည်ကိုမှနှစ်သက်ပဲဖြစ်နေပါတယ်။အကြောင်းကတော့တောင်အနီးပတ်ဝန်းကျင်မှာနတ်မောင်မြို့နဘူးကွဲရွာနဘူးတောင်စတဲ့နာမည်တွေနဲ့နားနဲ့စတာတွေများနေလို့ဖြစ်ပါတယ်။ညချင်းအချိန်ဆရာတော်တရားကျင့်ကြံအထုတ်နေစဉ်နက်ကေတောင်အမိထလျင်ဖွံ့ဖြိုးမှုနှိမ့်လိမ့်မယ်ဆိုတဲ့ရှောက်ထားသောအတန်တန်ကိုကြားရပါတယ်။အဲ့ဒီခါဆရာတော်ကတိုးတက်ချမ်းသာဖို့မလို့မိမိရဲ့အကျင့်ကိုရွှေကဲ့သို့တန်မိုးထားသဖြင့်ရွှေတလုံးကိုရှိကတက်ပြီးရွှေနက်ကေတောင်လို့အမိပေးမိဖြစ်ကြောင်းပြန်လည်မိန့်ကြားခဲ့ကအဲ့ဒီအချိန်ကစပြီးရွှေနက်ကေတောင်အမိခေါ်တွင်ခဲ့ပါတယ်။ဆရာတော်ကိုသက်ဆိုင်ရာတွေကဖျားတဲရန်ခဏအိမ်မက်ပေးလိရှိတာကြောင့်ဖျားတဲလိုပေမဲ့မိမိရဲ့တကားများအခြေအနေကြောင့်မဖွင့်ဟတာဖြစ်နေခဲ့ရပြီးနောက်ပိုင်းမှာဆရာတော်ဆန္ဒကိုသိရှိသွားသူများတွေကငွေကြေးတက်နိုင်သူများမှမတီလူရန်ငယ်ရာကနေပထမဦးဆုံးစိတ်ခံဖျားကိုမြန်မာတက္ကရာ1350ခုနှစ်နေုံလာဆန်း9ရက်9နာရီမှာအောင်မြင်စွာတည်နိုင်ခဲ့ပါတယ်။ဆရာတော်ကြီးရဲ့သာသနာပြုမှုကြောင့်ဒီနေရာဟာရှေးက6သွေးခေါင်းတည်ခဲ့ပေမဲ့ယခုအခါမကွေးတိုင်းဒေသကြီးရဲ့ထင်ရှားတဲ့နေရာတစ်ခုဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ရွှေနဲ့ကေတောင်အစစိတ်ခံဖျားအောင်မြေကဆိုတဲ့အတိုင်းစိတ်ခံဖျားကိုစတင်တည်တော်မူခဲ့ပြီးနောက်15နှစ်အတွင်းရွှေနဲ့ကေတောင်တော်မှာဇေဒီပထိုးပေါင်း6000ကျော်တည်နိုင်ခဲ့ပါတယ်။ဆရာတော်ဖျားရဲ့ဖုံးကန်ကြောင့်ယခုအခါကမ္ဘာအကြီးဆုံးရုပ်ပွားတော်ကြီးတိဆောက်ရန်အလူငွေသိန်းပေါင်း6000ကျော်ကိုပင်တဦးတည်းကလှူဒန်းမည်ဖြစ်ကြောင်းသိရပါတယ်။ကမ္ဘာအကြီးဆုံးလျောင်းတော်မူဖျားကြီးဟာစောက်လုပ်ပြီးစီးခဲ့ရင်အလျားပေ1500အမြင့်ပေ150ခြေဖွားတော်အလျား180ပေအထိရှိမည်ဖြစ်ပါတယ်။ယခုအခါခြေဖွားတော်ကိုကျင်းပေါင်း400ကျော်တူပြီးတောက်တိုင်နေနဲ့စတီနေကခြေဖွားတော်ကပြီးစီးတဲ့လောက်ရှိနေပြီဖြစ်ပါတယ်။ဆရာတော်ကြီးရဲ့သာသနာပြုမှုကြောင့်ဒီနေရာဟာရှေးက6သွေးခေါင်းတည်ခဲ့ပေမဲ့ယခုအခါမန္တလေးတိုင်းဒေသကြီးရဲ့ထင်ရှားတဲ့နေရာတစ်ခုဖြစ်လာခဲ့ပြီဖြစ်ပါတယ်။မြန်မာလူမျိုးတို့အတွက်အမျက်တနိုးသွားရောက်လက်ပတ်လေးရှိကြတဲ့မကွေးတိုင်းနတ်မောင်မြို့ကိုရောက်ခဲ့ရင်လက်ပတ်စရာနေရာတစ်ခုအဖြစ်ရွှေနဲ့ကေတောင်ကိုလည်းသွားရောက်ခဲ့ကြဖို့ပြောကြရင်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။အခုတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာများကိုတော့ရွှေနဲ့ကေတောင်ဖျားသမိုင်းစာအုပ်ပါအချက်အလက်များကိုကိုးကားတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ရှင်